ရှိတတ္တဝါပျက်စီးရပျက်စီးကြောင်းပါဏာတိပါဒအမှုငါကျွလွန်တာရှိလားစဉ်းစားမရှိဘူး။အော်ကျေနပ်စရာကောင်းလိုက်တာငါဘဝယန္တာပုဂ္ဂိုလ်တွေဟာဘယ်တော့မှသူများအသက်မတတ်ဘူး။ငါလည်းပဲဒီကနေ့သူများအသက်လုံးဝမတတ်ဘူး။ယန္တာပုဂ္ဂိုလ်တွေကျင့်တဲ့အတိုင်းငါလိုက်နာကျင့်ရတယ်။စိတ်ထဲမှာကြည်နူးလို့ဝမ်းသာလို့ဒီလိုတွေးမှဖြစ်မှာလေ။ကြည်နူးစရာဝမ်းသာစရာတွေးရအာရိဏဒါနထို့တူပဲစဉ်းစားတယ်ဒီကနေ့မနေ့မိုးလင်းတဲ့အချိန်ကနေခုချိန်ထိသူများပစ္စည်းမတရားယူမိတာရှိလားမရှိဘူးဝမ်းသာကာမေတုမိစ္ဆာစာရမမယွင်လုံးမိလားအေးဘယ်သူမှစိတ်နဲ့တောင်မပြစ်မှားမိဘူးဝမ်းသာခြင်းတူမုဒ္ဒဝါဒမမမကန်ပြောဆိုပြီးတော့တစ်ဖက်သားအကျိုးပြတ်အောင်လုံးမိသလားအေးရည်ကြအနေနဲ့တောင်ငါလိန်ပြောတာမရှိဘူးဟောဝမ်းသာခြင်းတူပဲဖြစ်တယ်မူရစ်စေဝါကာမဂုဏ်အာယုန်တွေထဲမှာမူရစ်ပြီးတော့တတိစွမ်းအားတွေဉာဏ်စွမ်းအားတွေတမာတိစွမ်းအားတွေကိုပြပြားစေတတ်တဲ့မူရစ်စေဝါအယက်သေးစာတောက်ဆုံးမိသလားလို့မသုံးဘူးဆိုဩတကယ်သူတော်ကောင်းတွေကျင့်တဲ့အတိုင်းပဲငါကျင့်ရတယ်ကိုယ်တီလာလေးကိုတနေ့တစ်ခါပဲဖြစ်စေသို့မဟုတ်အချိန်ချင်းပဲဖြစ်စေဆင်ញင်စဉ်းစားလိုက်တီလပြည့်စုံတဲ့ပုဂ္ဂိုလ်ကြတော့ဆင်ញင်စဉ်းစားလိုက်တိုင်းစိတ်နှလုံးဟာဝမ်းသာကြည်နူးမှုဖြစ်စေအေးမပြည့်စုံဘူးဆိုတဲ့ပုဂ္ဂိုလ်ကငါတော့ဘာကောင်လေးတတ်မိငါဘယ်သူလိန်ထားငါဘယ်သူဥစ္စာတော့နော်မတရားနဲ့နီးနဲ့ငါရအောင်လုပ်လိုက်မိတယ်ဘယ်သူတော့ငါပြစ်မှားလိုက်တယ်ငါဘယ်ဟာကိုတော့လိန်ပြောလိုက်တယ်ဆိုတာမျိုးလေးအရက်သေးစားကြတော့ဆေးပြစ်ဝါပြစ်လေးတော့ငါတောက်လိုက်မိသေးတယ်ဆိုတာမျိုးကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်တီလာကိုမစင်ကြယ်ဘူးဆိုတာလေးကိုတွေးလိုက်မိတာနဲ့ပဲအဲ့ဒီပုဂ္ဂိုလ်စိတ်နှလုံးဝမ်းသာကြည်နူးမှုဆိုတာမဖြစ်ဘူးတဲ့တကယ်ကိုစင်ကြယ်ပြီဆိုလို့ရှိရင်အနဝိသဒုက္ခအပြစ်ကင်းတဲ့ချမ်းသာကိုခံစားရဒါကြောင့်မို့မြတ်စွာဘုရားကတီလာဆိုတာနောက်ဘဝကျမှအကျိုးပေးတာမဟုတ်ဘူးခုဘဝတည်းမဲ့အကျိုးအဆက်ဆက်ကိုဘယ်လိုရလဲစဉ်းစားကြည့်ကိုတီလာကိုဆင်ញင်လိုက်တဲ့အချိန်ထဲမှာစိတ်နှလုံးဟာကြည်နူးလာတီလံအဝေပတိတာရာယစင်စင်ကြယ်ကြယ်စောင့်တည်ထားတဲ့ကိုချင်းတီလာအဝေပတိတာရစိတ်နှလုံးကြည်နူးမှုဖြစ်စေအေးစိတ်နှလုံးကြည်နူးလိုက်တာနဲ့တပြိုင်တည်းဘာဖြစ်အဝေပတိတာရောပါမောဇ္ဇထာယဝမ်းမြောက်တယ်ဒီဘဝမှာရင်ရတဲ့အကျိုးတွေနော်နှလုံးငြိမ်းချမ်းတယ်ဝမ်းမြောက်တယ်ဝမ်းမြောက်တော့ဘာဖြစ်ပါမောဇ္ဇံပိတ္တထာယပီတိတွေဖြစ်တယ်ပီတိပတ္တတထာယပီတိဖြစ်လာလို့ရှင်ပတ္တတိဆိုတဲ့ကိုရောစေရောငြိမ်းချမ်းသွားပတ္တတိဒုက္ခထာယကိုရောစေရောငြိမ်းချမ်းသွားမှုဟာဒုက္ခချမ်းသာရချမ်းသာမှုကိုခံစားရတယ်ဒုက္ခိနောစိတ်တံသမာဓိယတိဩချမ်းသာဒုက္ခရတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ချမ်းသာနေပြီစိတ်ချမ်းသာနေပြီဆိုရင်စိတ်လေးဟာတည်ငြိမ်မှုကိုရတယ်သမာဟိတတယထာဘုဒ္ဓဉာဏတတနာဩတည်ငြိမ်မှုတွေရသွားတဲ့ပုဂ္ဂိုလ်ဘာစဉ်းစားလိုက်အမှန်ကန်သိတယ်မြင်တယ်ဆိုတဲ့အသိဉာဏ်ရဟောတာသီလကနေဖြစ်ပေါ်စေတဲ့အကျိုးတရားတွေနောင်ဘဝတွေသာထားသီလဆောင်လို့နောင်ဘဝလူဖြစ်မယ်နတ်ဖြစ်မယ်ဆိုတာတွေသာထားဒီဘဝမှာလည်းပဲအခုလိုအကျိုးအဆက်ဆက်တွေကိုရတယ်ဆိုတာနဲတဲ့အကျိုးတွေလားဒီလိုဆိုတာပေါ့နော်အဲ့ဒါတွေကိုဟိတလို့ခေါ်တယ်အဲ့ဒီဒါနကောင်းမှုဆိုတာကိုလည်းဟိတသီလဆိုတာလည်းဟိတအဲ့ဒီဟိတတွေကိုယ်တဏ္ဍဖြစ်လာပြီဆိုလို့ရှိရင်တော့ဒုက္ခဆိုတာရလာမှသိကြပဲဒါကြောင့်မို့ကိုယ်ဘဝမှာအကျိုးတရားကိုဖြစ်ထွန်းစေဖို့ကောင်းကျိုးချမ်းသာတွေရဖို့ဆိုရင်မိမိတို့ကိုယ်တိုင်ဟာဟိတတွေကိုလောကီဆောင်ရွက်ကြပါဟိတကိုဖြစ်အောင်ကြိုးစားအထောက်ကြအောင်ဖြစ်တယ်ခြေနေကောင်းအောင်မိမိကိုယ်တိုင်ပဲလုပ်ရတာဖြစ်တယ်။မြတ်စွာဘုရားကိုယ်တိုင်ကအတ္တဟိအတ္တနောနာထောမိမိဒီသာလည်းမိမိရဲ့ကိုယ်ဝယ်အားဆိုကိုကောင်းအောင်ကိုယ့်အကိုလုပ်ဘုရားဘာသာမှာအဲ့ဒီတခုကအလွန်ကျေနပ်စရာကောင်းမြတ်စွာဘုရားရဲ့အဆုံးအမအလွန်ကျေနပ်စရာကောင်းမဖြစ်ဘဲဟောတာမဟုတ်ဖြစ်တာနော် We are our own architect ဆိုတဲ့တကယ်လုံးရှိတို့ဟာတို့ကိုယ်တိုင်ရဲ့ကိုယ့်ကိုတိဆောက်တဲ့ architect ပဲငါဟာငါဘဝရဲ့ဘိတုကာပဲခုခေတ်နဲ့ပြောပါစေကိုပုံကိုဘယ်သူဖော်တာတော့ကိုယ့်ဟာကိုယ်ဖော်တာပဲနော်ကိုဟာဒီဇိုင်နာပဲပေါ့မိမိကိုယ်တိုင်မိမိရဲ့ဘဝကိုပုံဖော်နေတာပဲကိုယ်တိုင်ပုံဖော်ထားတဲ့ပုံတရံနဲ့လူလောကအလယ်မှာပေါ်လာကြတာဒါဖြစ်တယ်ပေါ့သူများကပုံဖော်ပေးတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းကြည့်မယ်ဆိုရင်ကမ္မန္တတ္တေဝိပစ္စတိယတိတံဟိနပဏိတတာယကိုလုပ်တဲ့အလုတ်ကသရဝါတွေကိုထက်တန်းကြဖို့အောက်တန်းကြဖို့ဆိုတာကံတရားကစီမံတယ်လို့ဆိုတာလူတွေကကံတရားလို့ပြောကြတယ်သို့တော့ကိုလုပ်နေတဲ့အလုပ်ကိုအများအားဆန်းစစ်ဖို့လိုတယ်ပေါ့ကံဆိုတာကိုသွားပြီးတော့တွေးတဲ့အခါအတိတ်ကံကိုပဲသွားစဉ်းစားမိနေတတ်ကြတယ်ပေါ့ပစ္စုပန်ကောင်းအောင်လုပ်ဖို့ကြတော့မမေ့နေတတ်အခုကောင်းအောင်လုပ်ဖို့မေ့နေတယ်အေးအတိတ်တုန်းကကံကိုကြည့်ပြီးငါကံကောင်းရင်ဟုတ်လားအကျိုးပေးမှာပဲဆိုပြီးတော့ကံကိုမျှော်လင့်တောင်းတနေတတ်ကြတယ်ဒါကြောင့်မို့လို့ကျေးဇူးရှင်စံခင်းဆရာတော်ဘုရားကြီးတို့အခုတက်တော်ရှိဆရာတော်ဘုရားကြီးတို့အမြဲတမ်းဆုံးမဩဝါဒပေးကံဆိုတာကုသိုလ်
ကုသိုလ်ဆိုတာကိုယ်တိုင်လုပ်ရတယ်ကုသိုလ်ရှိမှကံကောင်းတယ်ဆိုတဲ့စကားတွေကိုအမြဲတမ်းပြောအမြဲတမ်းဆုံးမဩဝါဒပေး